အင်ဂျလာကနေနာမျိုးပြက်နေပြီ Oh my god I'm sorry ခုပဲကညာလိုက်ပါမယ်ရှင်ဟဲ့ဟိုဘက်ကျမနာမိုက်ပါလာပြန်ပြီကျမနဲ့အပြိုင်သွေးဖြစ်မဲ့ကော်ကောင်မလည်းပါလာပါလားအမလေး Floran မတွေ့မယ်ဝဲကန်နေပါလုံနေငါစမ်းတော့ fight ချင်နေပြီမြန်လောက်ကြကိုလေးမှာကူရှင်းလာဆော့နာကြဘေဘီကော်ကောင်မနင်းမစပယ်မရှိလို့ဆိုငါသိတယ်နေမပြေးနဲ့တော့နေပြေးလို့မရတော့ဘူးငါနေကျုံးနဲ့ချီပြီလေအမလေးငါတော့ခဲသွားတယ်ကြားဒီကောင်မတော်ကီဝါပြီးကောက်လိုက်တာရှင်အင်ဂျလာကျမ experience skin ဝင်ရတယ်လို့သိလား experience skin ဝယ်ပွဲခါတော့ရှင်လေကျမ experience skin မကင်တော့မှာဘာလို့ဆိုကျမ ice skin ကိုအရင်ကြိုက်တာရှင်အချက် skin ရဲ့အဲ့ဒီမင်းကိုကျမသိမကြိုက်ဘူးတခါတော့အဲ့ experience skin ကိုရောင်းမိမယ်ဆိုပြီးတော့ခုကျတော့မရောင်းမိတော့ပြန်ဘူးပြောလေးစတဲ့ပေးရတော့မပြောသေးဘူးရှင်တို့လေအေးတော်ကီတော့မဖောက်လားမသိဘူးကျမခုံစင်းလိုက်ကောင်းလားအမေစွမ်းစင်နေရောကွယ် तू อ่ะတချို့တွေကလည်းအင်ဂျလာဆိုလို့ရှိရင်အရန်ပလိန်တာသိလားကိုလိုကင်မြက်ကိုပူးတာတော့တကယ်တော့အဲ့လိုမဟုတ်ကျန်တဲ့သူရွေးပြီးပူးတာပေါ့နော်ဒါမှလည်းအဲ့ဒီမျိုးကိုစိုက်သုံးရမှာလေသိရမလားခဏခဏတော်ကီတဲ့သူတော့ပူးတဲ့ခါကြလို့ရှိရင်ကိုဘခဏခဏရောပြီးတော်ကီနေမှာဆိုလို့ပါရှင်ကဲကျန်တာတွေ့လားအဲ့လိုမျိုးကျန်တဲ့သူခဏခဏ sporting ပေးရမှာပေါ့အဲ့ဒီဂူရှင်လက်ချက် skin ကိုကြိုက်လို့ဆိုပြီးတော့ဂူရှင်ကင်တဲ့ကို try ကြည့်သေးတယ်ရှင်ဂူရှင် player မဖြစ်လာပဲနဲ့ဂူရှင် player ဟုတ်ပါဘူးအင်ဂျလာ player ဖြစ်သွားတယ်ပြောတာပါရှင်ရှုပ်ပါလားကျန်ကျမအဲ့ဒီမျိုးကိုဖြတ်စီးပစ်တာ तू ကအမလေးတို့အရန်တက်နေကြတယ်ပေါ့အမလေးအနောက်မှာလည်း Floran မပါသေးရဲ့ဘာလို့ပဲကျမလည်းဂူရှင်မပါတယ်တော့ငါမသိလိုက်ဘူးကြာအားလုံးချကြနေနေစနချကြအမလေးအဲ့ Floran မတော်ကီဘူးလားမသိဘူး Oh my god ကောက်လိုက်တာရှင်ကျမကေးမမြသေးပါလားခုချိန်ဒီခါလောက်ကျမတခြားသူကိုစမ်းပြီးပူးချလိုက်တာရှင်တွေ့တိုင်းမှာ stalking ပျောက်ကင်မနေဘူးတွေ့လားကျမသူ့မတော်ကီအောင်ပူးပေးတာ तू ကဝင်ပြီးပြန်ချနေတာရှင်ပြီးလဲအခါမှာရတော်ကီဝဲခါကျကျမမနေပြေးလာတယ်ရှင်လွတ်အောင်လို့တက်တောင်ကြွကြနေခဲ့လားမသိဘူးကျမပြေးချလာတာကြမ်းတမ်း skate နဲ့ကိုယ့်ရဲ့ထားလေးကိုမကိုပူးရမယ်ရှင်တွေ့လား तू ဆိုလို့ရှိရင်တေကန်ကြီးရမှာမတော်ကီဘူးတွေ့လားအဲ့ဒါမှကိုလည်းအစင်တက်ပြီး great save တွေပါတယ်သိရမလားအဲ့လို notification အကြီးစားရတာပါရှင် wow တကယ်ကျွမ်းတာပါရှင်ဟဲ့ငါတို့ဘက်ချက်မှလည်းနာမပါကြဟိုဘက်ချက်မှလည်းနာမပါတယ်ဟုတ်တော့ဟုတ်နေပြီဒါမှကိစ္စမရှိကျမဟိုဘက်ချက်နဲ့နာမပဲကျမမော်ကောင်းတာသိတော့ဆက်ပြီးကောင်းတာရှင်ကိုထားလေးမလို့ကိုကြွားပြောတာမို့ तू ပြစ်ထွက်ကန်လို့ရှိရင်လုံးဝသူ့ရဲ့ဒဏ်မိတာရှက်ကိတ်ပြောရှင်သိရမှာတဖုံဖုံသေးတာလွဲလို့ပေါ့နော်တချို့ပွဲတွေပြောပါတယ်ဒီပွဲမှာတော့ तू တကယ်ကျမ်းပါလားရှင်မကျမ်းမရလေမကျမ်းလို့ရှင် तू ကျမရိုက်မှာအဲ့တော့ကျမပြစ်ချက်နေခဲ့ပြီလို့ကြပါအောင်ရှင်အခုရှင်မတမျိုးစိတ်လွတ်သွားတယ်ရှင်အဲ့ဒီမိကအကျန်းနဲ့ပွင့်တော့ကျမထပ်ပြီးပူလိုက်ပါအောင်မယ်ရှင်ဟဲ့ဒီ Floran မတော့မဟုတ်တော့ဘူးငါအဲ့ဒီမိကိုဖြတ်စည်းနေကြကျမဘွားလည်းကြည့်ကြပါအောင်ရှင်ကေးလူဘို့တပွဲလုံးစဉ်းစားနေကေးမရဘဲနဲ့ assistant တွေပဲရတယ်ကြဲကြပါအောင်ရှင်ကျမလည်းဖက်နဲ့ကူရှင်မတော့တော်ကေးပြီးနဲ့တူရရှင်ဘောပြတ်သွားပြီမေးပြီးကောက်လိုက်တာရှင်ပြေးချပြေးခါဟဲ့ကျမပြေးထားတော့အားမနာနဲ့ပြေးရအောင်ပြေးရအားရတာပဲကြောင်းရင်တော်လိုက်တာရှင်မတော်ပါဘူးကျမ sporting ပေးလို့တော်နေရကျမသူ့ကိုလေ sporting ပေးမှတော့သူကျမ်းပြီပေါ့ကဲနိုင်တော့ပါပြီရှင်ဘလောင်ကြိုးဝါလည်းမသိဘူးဘူးချိုးလိုက်တာလေအော်နာမချိုးလိုက်တာ哦 victory like comment follow share subscribe နဲ့ကူညီပေးကြပါအောင်ရှင်အားလုံးပဲ see you later bye bye